မင်္ဂလာပါဒီနေ့ချက်ပြမယ့်ဟင်းပွဲကတော့ share နူးဣနေတဲ့ကျွန်တော်တို့ wet stew လေးဖြစ်ပါတယ်ဒီလိုမျိုးနော် share ပဲလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကစုံရွက်လေးနဲ့ကျွန်တော်ကတော့တွဲဖက်ပြီးထည့်ထားပါတယ်အရင်ဆုံးကျွန်တော်တို့ဝက်လက်ကိုမီးပြင်ပါမယ်ကျွန်တော်တို့တစ်ဖက်ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုပြန်လှန်ပါနှစ်ဖက်လုံးရပြီဆိုလို့ရှိရင်ကျွန်တော်တို့မီးပိတ်မယ်မီးပိတ်ပြီးတော့တန်ရှင်းရေးလုပ်မယ်ကျွန်တော်တို့အပေါ်အမဲတွေကိုဓာတ်နဲ့အကုန်ပြောင်းချစ်ပေးမယ်ချစ်ပေးပြီးလို့ရှိရင်ကိုနှစ်သက်လို့အတုံးလေးတွေအရင်ဆုံးတုံးထားလိုက်ပါမယ်တန်ရှင်းလို့သုံးပြီးသွားလို့ရှိရင်ကျွန်တော်ဝက်လက်တွေကိုအိုးတလုံးနဲ့ထည့်ပါထည့်ပြီးသွားရင်စက်သွန်ပြူထောင်းထားတာဂျင်းပပလီတာဒါမှမဟုတ်ဂျင်းအရေးထည့်လို့ရတယ်စားတကြားကငန်းမြာကြီးအပြည့်ကြီးတူးမှုအနောက်ကြီးကငန်းမြာကြီးအကျဲကြီးခယူးစီကျွန်တော်ကတော့ဆန်ရက်ထည့်တယ်ဟင်းချက်ဝိုင်းဟင်းချက်အရက်ထည့်လို့ရပါတယ်နည်းနည်းပွင့်ကျွန်တော်ကတော့အပွင့်မရှိတဲ့အတွက်နည်းနည်းပွင့်အမှုပ်နည်းငယ်ထည့်ပေးပါတယ်အဲ့ဒါဒီအားလုံးထည့်ပြီးပါလို့ရှိရင်သမအောင်လို့နေပေးပါအားလုံးထဲသမအောင်တည်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတိုင်းအရင်စတည်ပေးပါမယ်ပြီးမှရေထည့်ပါမယ်ခုလောက်ဆိုရင်ကျွန်တော်တို့ကရေမျိုးယုံထည့်မယ်ဝက်လက်တွေကိုရေမျိုးယုံထည့်ပြီးတော့မျိုးယုံထည့်ပြီးပါလို့ရှိရင်ကျွန်တော်တို့နူးတဲ့အထိကိုရေခမ်းဝါးတိုင်းဖြည့်ပြီးတော့အသားနူးတဲ့အထိတဲမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တဲလာတာ2 နာရီလောက်ရှိသွားပြီဒီအချိန်မှာကျွန်တော်ဝက်လက်တွေကရှယ်ကိုနူးဣသွားပါပြီကျွန်တော်ပြမယ်နော်ရှယ်ကိုနူးဣသွားပြီကိုနှစ်သက်သက်လောက်ဟင်းရည်ကိုချမ်းမယ်ကျွန်တော်တို့ကအရေတောက်စားလေးစားတဲ့အတွက်ကြောင့်မလို့ရေတော့နည်းနည်းပူချမ်းလိုက်တယ်ကစုံရွက်ကိုထည့်မယ်ဒီချိန်မှာကစုံရွက်လေးနွမ်းသွားရင်တော့မီးပိတ်လို့ရပြီကျွန်တော်ကတချို့ကကြတော့ထိုင်ဝမ်မုံညင်းသုံးတယ်ပေါ့နော်ထိုင်ဝမ်မုံညင်းနှစ်သက်ရင်လည်းထည့်ပါလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်